ငါချင်ဟင်းရပါပြီလို့ဒါကပေါ့နော်အခုရာသီဥတုနဲ့လည်းလိုက်ဖက်တယ်ပေါ့နော်ဒီလိုရာသီဥတုမှာဆိုတော့ချင်းဟင်းလေးနဲ့သမင်းလေးစားလိုက်ရင်တော့ရှယ်ပဲပေါ့နော်ကဲညီမဆိုရင်ခွက်တွေကိုထည့်လိုက်ပါတော့မယ်ဒါတော့ပေါ့နော်ငါချင်းဟင်းလေးပေါ့နော်ငပိတောင်လေးနဲ့တွဲစားရင်တော့အရန်လိုက်ဖက်တယ်ပေါ့နော်ဦးသီးလေးနဲ့ငချင်းလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတဲ့ဟင်းလေးတစ်ခွက်ပါအားလုံးမင်္ဂလာပါရှင်ခုကတော့ညီမဒီနေ့အုတ်ကန်ရွာကိုရောက်နေရပေါ့နော်အုတ်ကန်ရွာမှာညီမဟင်းလာချက်တာပေါ့နော်ဘာဟင်းချက်မလဲဆိုတော့ညီမဒီငချင်းနဲ့ဘူးဒီနဲ့ချင်းချက်မယ်ပေါ့နော်ရာသီဥတုကလည်းပူတော့ဒီရဲ့ပိုင်းချင်းလေးတွေပဲစားခြင်းတဲ့အခါမှာဒီငါးချင်းဟင်းလေးချက်မယ်ပေါ့နော်ဆိုတော့ညီမအနောက်မှာပြင်စင်တာလေးပြပေးမယ်ပေါ့နော်ရွာမှာရှိတဲ့အတော်တွေကလည်းဝိုင်းပြီးကုလုပ်ပေးတယ်ပေါ့နော်ဆိုတော့တစ်ချက်လိုက်ကြည့်ပါအောင်နော်အဲ့တော့ငါးတွေကင်နေတာပေါ့နော်ငါးတွေကင်နေဒီဘက်မှာကျတော့ဘူးဒီလီမယ်ငါးတဲ့ကိုင်နဲ့ပြီးတော့ဘူးဒီကိုငါးနဲ့ခရမ်းချင်သီးနဲ့ဓာတ်နှလုံးသီးလေးနဲ့ချင်းချက်မယ်အခုတော့ငါးချင်းချက်ဖို့တော့ညီမငါးကိုစနေပါမယ်လို့စနစ်မုတ်လေးထည့်ပါမယ်ချုံမုတ်လေးနည်းနည်းထည့်ပါမယ်နော်ပြီးတော့စားလေးထည့်ပါမယ်ချက်သားမုတ်လေးနည်းနည်းထည့်ပါမယ်အားလုံးနဲ့တော့နေပြပါမယ်နော်โอ้ยညီမစီလေးနဲ့ထည့်ပါမယ်ကဲစက်တော့နီလေးထည့်ပါမယ်အရောင်လေးလာအောင်စနွေးလေးနဲ့ထည့်ပါမယ်စီတန်းနဲ့လည်းမွေးပြီးဆိုညီမငါးလေးထည့်လိုက်ပါမယ်ငါးလေးကိုလေအရင်တော့အညီနဲ့ပြအောင်ပေါ့နော်တော်တော်ဒီစီတက်တာလေးနဲ့အရင်ခဏချက်ပေးမယ်ပေါ့နော်ပြီးညီမပြန်ဆယ်လိုက်မယ်ပေါ့နော်ငါးကိုပြန်ဆယ်ပြီးတော့ဘူးသီးတို့ခင်းချင်သီးတို့တစ်ခါပြန်ချက်မယ်ပေါ့နော်ပြီးမှပြန်ရောမှာပေါ့နော်ဆိုတော့ငါးရဲ့ညီနဲ့ပြအောင်လေရင်လေးမွေလိုက်ပါမယ်ငါးတွေကိုစီတက်နဲ့လုံးမွားညီမပြန်ဆယ်လိုက်မယ်ပေါ့နော်ပြန်ဆယ်ပြီးညီမဘူးသီးတို့ဘာလို့ပြန်ထည့်ချက်မယ်ပေါ့နော်ဆိုတော့ငါးလေးကိုပြန်ဆယ်ထားလိုက်ပါမယ်ဘာဖြစ်လဲဆိုတော့လေဘူးသီးတို့နဲ့ရောပြီးတော့အရန်ပြုတ်ပြဲပြီးငါးတွေကြေွားမှဆိုလို့ပေါ့နော်အဲဒါဘူးသီးထည့်ချလိုက်ပါမယ်ဘူးသီးထည့်ပြီးတော့ညီမခင်းချင်သီးထည့်ပါမယ်ခင်းချင်သီးရဲ့ပြီးတော့ဟိုဓာတ်နှလုံးတောက်လေးလေးနော်ဓာတ်နှလုံးတောက်လေးထည့်ပါမယ်ဓာတ်နှလုံးတောက်လေးထည့်မယ်ပေါ့နော်ခဏတည့်ထားမယ်ပေါ့နော်ဒီကောင်လေးနူးအောင်လေးနော်ဇီလေးထည့်ပြီးတော့တည့်လိုက်ပါမယ်ဒီမှာဇီလေးထည့်လိုက်မယ်နော်ဒီအသီးနှံလေးတို့အရင်နူးအောင်ပြင်လုပ်မယ်ပေါ့နော်အခုပေါ့နော်ညီမအသီးနှံတို့အရင်နူးအောင်ရင်တင်မယ်ပေါ့နော်ညီမဒီအသီးနှံလေးနဲ့ရေနဲ့ပေါ့နော်ရုပ်ယုံလောက်လေးရေထည့်လိုက်မယ်ပေါ့နော်ခဏတည်ထားလိုက်မယ်သူကပုတ်ပွက်ဆူပြီးနူးကနေကြရင်ညီမအရသာလေးထည့်ပြီးတော့အခုနဟိုချက်ထားတဲ့ငါးလေးပါရောလိုက်မယ်ပေါ့နော်အခုလို့စဒါလေးကိုအရင်နူးအောင်ချက်လိုက်ပါမယ်ဒါဆိုညီမတစ်ဆက်အိုးလေးပြင်ကြည့်မယ်ပေါ့နော်ဒီနံလေးတွေကတော့ပုတ်ပတ်ဆူနေပြီပေါ့နော်ပုတ်ပတ်ဆူရဆိုညီမအရသာလေးထည့်မယ်ပေါ့နော်အရသာအနေနဲ့ညီမချက်သားမုံလေးထည့်မယ်ပေါ့နော်ချက်သားမုံလေးထည့်ပါမယ်ပြီးရင်ညီမအချိုမုံလေးနည်းနည်းလေးထည့်မယ်ပေါ့နော်ငါးပြာရည်လေးလည်းထည့်ပါမယ်ငါးပြာရည်လေးထည့်ပါမယ်ဟင်းချုံမလေးနည်းနည်းလေးထည့်မယ်ပေါ့နော်ရှိုးတက်လေးရဆိုတော့မွေးလိုက်မယ်ပေါ့နော်ဒီဆိုအသီးနဲ့အသီးနှံလေးလည်းနည်းနူးစပြုတ်လာပြီဆိုညီမငါးလေးထည့်လိုက်တော့မယ်ပေါ့နော်ငါးလေးလည်းထည့်မယ်ပြီးတော့ညီမအမွေးအနံ့အနေနဲ့ရှက်နံ့နံလေးအုပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာကတော့ငါးချစ်ဟင်းလေးကတော့ရပြီပေါ့နော်ဒါပေမဲ့ပုတ်ပတ်စူအောင်လေးထပ်တယ်လိုက်ပါအောင်မယ်ငါးလေးကိုထည့်လိုက်ပါတော့မယ်
ငါးထည့်ပြီးဆိုရင်တော့ညီမတိတ်မမွေတော့ဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ဒါအယောင်တင်မုတ်ထည့်ချက်လည်းရတယ်ပေါ့နော်ညီမအိမ်မှာကလေးတွေလည်းစားလို့ရအောင်ဆွနစ်မုတ်လေးနဲ့ပဲအချိုပုံစံလေးပေါ့နော်ချက်ထားတာပါလို့နောက်ဆုံးကတော့အမွေးနန်းတာနေနဲ့ညီမရှမ်းနန်းနန်းလေးအုပ်လိုက်မယ်နန်းနန်းလေးအုပ်လိုက်ရတယ်ပေါ့နော်ညီမငါးကြတော့ရှမ်းနန်းနန်းပူအုပ်ချင်တော့လေရှမ်းနန်းနန်းလေးအုပ်လိုက်ပါမယ်ပြီးရင်အဖုံးလေးဖုံးထားလိုက်မယ်ပေါ့နော်ဘဘဆူတဲ့အနေထားဆိုရင်တော့ရပါပြီဒီပေါ်တော့အခုချိန်မှာတော့ကျမတို့ငါးချစ်ဟင်းရပါပြီလို့ဒါကပေါ့နော်အခုရာသီဥတုနဲ့လည်းလိုက်ဖက်တယ်ပေါ့နော်ဒီလိုရာသီဥတုမှာဆိုတော့ချင်းဟင်းလေးနဲ့သမင်းလေးစားလိုက်ရင်တော့ရှယ်ပဲပေါ့နော်ကဲညီမဆိုရင်ခွက်တွေကိုထည့်လိုက်ပါတော့မယ်အဲ့တော့ပေါ့နော်ငါးချင်းဟင်းလေးပေါ့နော်ငပိတောင်လေးနဲ့တွဲစားရင်တော့အရန်လိုက်ဖက်တယ်ပေါ့နော်ဦးသီးလေးနဲ့ငချင်းလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတဲ့ဟင်းလေးတစ်ခွက်ပါ